တွဲမရှိတော့တကူတဲ့ဓမ္မမြအင်းနေရတယ်ထိုင်ပါတဲ့ဟောဟယောင်ဘာဖြစ်ပါဒီလိုဆိုင်မျိုးလို့ထိုင်နေပါတယ်နော်ဘာလို့လဲဆိုတော့ငါတို့ကောင်းနေရဘလို့ပြောရမလဲသိတယ်မလားနော်အဲ့တော့ဆိုင်နေတွဲထိုင်နေကြရင်ငါတို့ကတယောက်တည်းပဲတွဲနာလीဟုတ်တယ်မလားနော်သူများလိုမျိုးအတွဲတွေဘာမှမရှိဒီလိုငါတို့အတွက်ကြတော့ဒီလိုမျိုးတွေးပေးတာဆိုလေကျေးဇူးတင်ပါတယ်နော်ဟုတ်တယ်မလားမင်းတို့ကောင်းတယ်နော်အတွဲမရှိတဲ့တကူတဲ့ဓမ္မမြအင်းနေရတယ်ထိုင်ပါဟုတ်တာပေါ့ငါတို့ရဲ့နေရာရတာဘောတော့နော်မင်းတို့ကောင်းတယ်ဟုတ်တယ်မလားငါတို့နေရာရတာဘောလို့နော်ဟုတ်တယ်မလားအဲ့ဒီဆိုင်တော့ကျေးဇူးများကြီးတင်ပါတယ်နော်ဒါဒီလိုမျိုးလေးလုပ်ပေးတာဟာလားတက်နေတာပဲနော်မင်းတို့ကောင်းတယ်ဟာလားငါတို့စော်မရှိဆိုပြီးတော့နေတာပဲအဲ့ဒီဆိုင်ရအကိုစီတို့စာမပိုးတော့ဘူးလားဟင်ဟာအကိုရနော်ဘလော့တော်ပြီကိုရဲ့ညီကိုလေဘလော့တော်ပြီလို့နော်အကိုတယောက်တည်းမဟုတ်ပါဘူးနော်ညီကိုလေဘလော့တော်ပါပြီလို့ဟုတ်တယ်မလားအထအကောက်အတင်းနဲ့တွားခိုးကြည့်တာပဲနော်ဒါပေမဲ့ထပ်ဘလော့ခံထိရပါတယ်လို့နော်အကိုဒါရဖြစ်တတ်ပါတယ်လို့နော်အကိုဒါရဖြစ်တတ်ပါတယ်ညီတို့လေအကောက်အတင်းနဲ့တွားခိုးကြည့်တာပဲနော်ဒါပေမဲ့စူးစူးကဘာလို့ထားလဲမသိဘူးကွာစတူဒီတော့ကြည့်တယ်လို့ငါတို့ကောက်ရီတော့ပေါ်နေတယ်ဟာ non follow ကြီးဆိုပြီးတော့ဟာမင်းတို့ကောက်နေအဲ့ဒီကထပ်ဘလော့ခံထိရတယ်လို့နော်ငါလို့စူးစူးအေးရောစပကိုင်အားလုံးမင်္ဂလာပါကျွန်တော်ထုတ်တဲ့ဆဲပါပဲလို့နော်မင်းတို့ကောင်နေဘာကြောင့်ဒီအုတ်ထုတ်ဆိုင်ကကြီးစောင်းထားတာလဲဆိုရင်တော့ဘာဖြစ်လို့လဲဆိုတော့ဘာမှငါလည်းမသိပါဘူးနော်ငါဘာကြောင့်စောင်းတာလဲငါတော့မသိဘူးလို့နော်မင်းတို့ကောင်နေဟာလားအဲ့တော့မင်းတို့ကောင်ဗီဒီယိုတူကြည့်မယ်ကျင်းတဲ့တော့ like share လုပ်ပေးဖို့မမေ့နဲ့ okay အပွားငါကောင်လေးကိုရရင်ယူသွားဆိုတဲ့အထဲမှာငါမပါဘူးတဲ့ထိညိမှာတဲ့အမလေးကိုက်ရင်ထိုးမှာလာရှုပ်ရင်တော့တမ်းဟောရောင်ကြီးဟာရောက်တော့ဆိုးနေပြီဟာဒါကြီးရနော်အေးပါကွာdamn bro damn what the fuck damn bro damn bro damn ဟာရောင်ကြီးဒါကြီးကယူတသားတော့မဖြစ်နိုင်ဘူးเนาะနောက်ွယ်မှာကြိုးကင်တဲ့လူရှိကိုရှိမှာเนาะဘာဖြစ်တယ်ငါကောင်လေးကိုထိရင်ဘာဖြစ်တယ်ငါကောင်လေးကိုရအောင်ယူသွားဆိုတဲ့ထဲမှာငါမပါဘူးတဲ့ထိရင်ညိမှာเนาะမင်းတို့ကလှကက်ရင်ဘာဖြစ်တယ်လာရှုပ်ရင်เนาะဒါကြီးကနောက်ွယ်မှာတော့ကြိုးကင်တဲ့လူတော့ရှိမှာเนาะဟုတ်တယ်မလားမင်းတို့ကောင်မင်းခတ်မင်းလားမင်းခတ်ရေမင်းလားနောက်ွယ်မှာကြိုးကင်တဲ့လူကမင်းလားဟာရောက်ကြီးအမေဟိုဗီဒီယိုတုန်းကဗါတယ်မမလို့ခေါ်စေမမလို့ခေါ်ဟာလားဗါတယ်မိတ်သွားတယ်ကွာမိတ်သွားပြီနာမည်အရင်ကတော့မတ်ဟိုအရင်ကဗီဒီယိုကတော့ဗါတယ်မမလို့ပဲခေါ်နာမည်အရင်ကတော့မတ်သေးပါလို့နော်ဟာလားနေအော်တော့မတ်သေးအမေရောက်อ่ะယောရှင်းနေတော့လို့မမလိုပဲခေါ်လို့နော်မင်းတို့နေဟာလားနော်မမကြီးလို့နော်မင်းတို့ရင်းနေတော့လို့မမလိုခေါ်လို့နော်မင်းတို့ကောင်ဟလားအခုကြတော့ဗါတယ်ငါကောင်လေးကိုဘာဖြစ်လဲရရင်ယူသွားဆိုတဲ့ထဲမှာငါမပါဘူးလို့နော်ထိရင်ညိမှာလို့ကက်ရင်ထုံးပါတယ်ဟလားလက်လျှော့ရင်တော့တက်မှာနော်အဲ့လိုမျိုးယောရင်damn bro damnဒါကြီးကယူတသားတော့ဖြစ်နေပြီနော်နောက်ွယ်မှာကြိုးကင်တဲ့လူတော့ရှိမှာပဲဟာလားမင်းတို့ကောင်နေဒါရောတေချာပေါ့တော့မင်းခန့်မယ်နော်မင်းမမကြီးကိုအဲ့လောက်ထိလေစိတ်မပူပါနဲ့နော်မင်းခန့်ကြီးကတော့မပါရတောင်းမှမနေနော်